အားလုံးသောကိုမများမင်္ဂလာပါရှင့်မင်းတို့ရဲ့တပတ်တာခီးစဉ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုပါမယ်မင်းတို့ဒီတပတ်တာခီးစဉ်လေးကတော့25ရက်5လ2026မှာ29ရက်5လ2026ထိအထူးတပတ်တာခီးစဉ်လေးကိုမင်းကအကိုမတွေကိုဒီတပတ်မှာအကောင်းဆုံးသွားမယ်လမ်းကြောင်းလေးတွေကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ရှင့်အားလုံးသောကိုမများမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပါစေဆက်ဆက်ရရကိစ္စဝအားလုံးတော့ကိုအားလုံးပဲမင်းတို့ဒီတပတ်တာမှာအစီအမေချုံးမွေပါစေကြောင်းဥစွာဆုတောင်းပေးပါတယ်ရှင့်မင်းတို့ရှေ့ဗီဒီယိုလေးမှာမင်းတို့ရဲ့ယခုသွားနေတဲ့လမ်းကြောင်းရဲ့ခီးစဉ်လေးမှာအကောင်းဆုံးသောမင်းတို့တသက်စာသွားရမယ့်လမ်းကြောင်းလေးတွေတသက်စာမှာမင်းတို့အကြိုက်ဆုံးမင်းကနန်းလေးတွေတသက်စာမွေးကွက်ရှိမယ်တသက်စာမင်းတို့ပေတံရှိမယ်တသက်စာပေတံကတော့ဒုတိယမင်းညီမလေးကိုတီးတဲ့ကိုမများဆိုသိမယ်မင်းတသက်စာမူပိုင်းပေတံလေးကိုထုတ်ထားခြင်းရှိတယ်အဲ့ဒါလေးကိုမင်းရှေ့ဗီဒီယိုမှာတင်ထားခြင်းရှိတယ်မင်းအခုပြန်ပြီးတော့လည်းပြောပေးပါအောင်မယ်နော်မသိတဲ့ကိုမများသိသွားအောင်မင်းတို့ဗီဒီယိုလေးမှာမင်းတို့ဗီဒီယိုဖြစ်တဲ့အတွက်ကိုမိုက်နဲ့မင်းနဲ့ဝဲရတိုက်ရိုက်ပြောလို့မရဘူးပေါ့နော်အဲ့အတွက်မင်းရဲ့ဗီဒီယိုမှာပါတဲ့တသက်စာမွေးကွက်တသက်စာပေတံလမ်းကြောင်းလေးတွေကိုတည်တဲ့အခါမှတ်သားထားပေးပါတနေ့လာအင်္ဂါရှေ့2ရက်မှာပထမနဲ့ဒုတိယရက်တွေမှာမကြဘူးဆိုရင်မင်းတို့နောက်3ရက်တွေမှာအသုံးပြုလို့ရပါမယ်အကောင်းဆုံးလမ်းကြောင်းတွေကိုမင်းတို့ကချက်ပြပေးထားတဲ့ခြင်းရှိတယ်မင်းတို့ကိုမတွေကစစ်ကြည့်ပေးပါမင်းတို့ပြောတိုင်းလည်းမယုံပါနဲ့မိသူမပြောကြခြင်းကိုမယုံပါနဲ့စစ်ဆေးပြီးမှအသုံးချပေးပါနော်ဒါတော့မင်းတို့ဒါလေးကတော့မင်းတို့ဒီ25နေ29မှာသွားမယ်အထူးတပတ်စာခီးစဉ်မှာအကောင်းဆုံးသောမင်းတို့ရှေ့ဆုံးမှာထားမယ်လမ်းကြောင်းလေးပဲဖြစ်တဲ့အကောင်းဆုံးသောရှေ့ဆုံးမှာထားမယ်လမ်းကြောင်းလေးမှာမင်းတို့လမ်းကြောင်းခွန်လမ်းကြောင်းရှေ့လမ်းကြောင်းကိုရှိပါမယ်နော်မင်းတို့အခု channel အသစ်ကလေးကိုမလေးမင်းကို subscribe လေးနှိပ်ထားပေးပါနော်နေ့စဉ်နေ့တိုင်းအတွက်အကောင်းဆုံးလမ်းကြောင်းလေးကိုလည်းမနေ့ညနေခင်းမှာမင်းတို့ကိုမလေးအတွက်မင်းကချက်ပြပေးပါအောင်မယ်ဒါလေးကတော့မင်းတို့25နဲ့29မှာအထူးတပတ်စာမှာရှေ့ကနေထားရမယ်ရှေ့ကသွားရမယ်အထူးတပတ်စာမင်းတို့ကနန်းလေးတွေဖြစ်ပါတယ်ရှေ့ဆုံးမှာထားရပါမယ်เนาะရှေ့ဆုံးမှာထားရမယ်အထူးတပတ်စာလေးတွေဖြစ်တယ်ဒါကိုမင်းရှေ့ဗီဒီယိုမှာလည်းတင်ထားတယ်ဒီဗီဒီယိုလေးမှာအကုန်လုံးကိုမင်းကပြည့်စုံဖြစ်အောင်ပြန်ပြီးတော့ပြပြီးမှပဲဖြစ်တယ်ဟဲ့ကိုမများလုံးပဲမင်္ဂလာပါရှင့်မင်းတို့ဒီဟာလေးကတော့မင်းတို့ရဲ့တသက်စာပေါ့နော်ထူးတသက်စာဖြစ်ပါတယ်တသက်စာလမ်းကြောင်းလိုင်းလေးပါတသက်စာလမ်းကြောင်းလေးမှာတော့မင်းတို့25နဲ့29မှာကိုမတွေကမင်းတို့ဒီတပတ်စာလမ်းကြောင်းကိုသွားမယ်ဆိုရင်ရှေ့2ရက်မှာမင်းတို့မကြထားသေးဘူးဆိုရင်အသုံးပြုရမယ်မင်းတို့ main လမ်းမလေးတွေပဲဖြစ်ပါတယ် main လမ်းမလေးတွေလို့မင်းတို့ခေါ်မယ်ပေါ့နော် main လမ်းမလေးတွေဖြစ်မယ်131415ခွန်3ခွန်4ခွန်5 939495ခွန်8ခွန်686မင်းတို့ဒီလမ်းလေးတွေကဒီနေ့မင်းတို့ရှေ့2ရက်မှာမကြဘူးဆိုရင်အသုံးပြုရမယ့်တသက်စာလမ်းကြောင်းလေးတွေဖြစ်ပါတယ်เนาะတသက်စာလမ်းကြောင်းလေးတွေရှိတယ်မင်းတို့အဲ့အရာလေးတွေကိုမှတ်သားထားပေးပါเนาะမှတ်သားထားပေးပါမင်းတို့ဒီတပတ်တာမှာဆိုလဲဒီလမ်းကြောင်းလေးတွေကထက်ခါတွေကြာထားခြင်းကိုကိုမတွေတွေ့ရမှာပါเนาะကဲမင်းတို့ဒါလေးရသက်စာလေးတွေပြပေးနေခြင်းဖြစ်ပါတယ်ဒါကတော့မိမိကိုတည်တဲ့ကိုမများသိကြပါလိမ့်မယ်မင်းတို့ဒုတိယမင်းတို့ရဲ့အထူးတသက်စာပေတံပဲဖြစ်ပါတယ်ပေတံကိုမှကြိုက်တဲ့ကိုမများမင်းတို့130ကို56ခွန်ရှင်နဲ့တွဲတာကိုမင်းတို့ကပေတံအဖြစ်အသုံးပြုလို့ရပါမယ်ဒီတစ်ပတ်မှာလည်းမင်းတို့ဒီပေတံ line နေရာပဲထွက်သွားခြင်းရှိတယ်เนาะမင်းတို့3ခွန်မင်းတို့3ခွန်ခွန်3ဒါမင်းတို့ကြာလာတဲ့ပေတံ line ပေါ့နော်130 56ခွန်8မင်းတို့စစ်ကြည့်ပေးပါမင်းတို့စစ်ကြည့်ပေးပါစစ်ကြည့်ပြီးမှရုံမှာ3မှာပေတံကိုပေတံကြိုက်တဲ့ကိုမများအတွက်ပေတံရှိပါမယ်နော်130ကို56ခွန်8နဲ့ကတ်တာတော့မင်းတို့ရဲ့ပေတံပဲဖြစ်ပါတယ် channel လေးကို subscribe မရသေးတဲ့ကိုမများရခင်တော့မင်းရဲ့ channel လေးကိုကြည့်ရှုအားပေးဦးတယ်ဆိုတဲ့ကိုမများပါခဲ့လို့ရှင်လည်းယခု channel မှာမင်းကိုပြန်လည်ပြီးတော့အဖြည့်ပေးပါအောင်ကူညီပေးပါအောင်เนาะမင်းတို့မင်းအခုပြောသွားတာလေးကိုလည်းမင်းတို့ဗီဒီယိုအောက်က comment လေးတွေမှာလည်းမှတ်ပေးလို့ရပါတယ်เนาะဗီဒီယိုလေးကို share ပေးလိုက်တဲ့အခါမှာလည်းမင်းတို့တခြားသူတွေလည်းရကြအောင်လို့ကူညီပေးပါအောင်เนาะက
ကဲမင်းတို့ဒီ25ရက်မှ29ရက်နေ့ထိကိုအကောင်းဆုံးမင်းတို့အသုံးပြုရမယ်မိန်းလမ်းမာကြီးတွေလာပြီပေါ့နော်မိန်းလမ်းမာကြီးတွေလာပါပြီမိန်းလမ်းမာကြီးတွေကိုမင်းတို့ပြပြပေးပါတော့မယ်ကဲမင်းတို့အကောင်းဆုံးကြိုးစားပေးထားပါတယ်ရှင်အကောင်းဆုံးကြိုးစားပေးထားပါတယ်เนาะရခင်ကမင်းကိုဗီဒီယိုလေးကြည့်ရှုအားပေးမှုတယ်ဆိုရင်လည်းယခု channel ဗီဒီယိုလေးမှာမင်းတို့ကိုအဖြစ်ပေးပါအောင်အကိုမတွေမင်းရဲ့ဗီဒီယိုလေးတွေကိုရခင်ကကြည့်ရှုဘူးတယ်မင်းကိုမှတ်မိတယ်ဆိုရင်လည်းယခု channel မှာမင်းကိုပြန်လည်ပြီးတော့အဖြစ်ပေးပါအောင်เนาะမင်းတို့ဒီတပတ်တာမှာတပတ်တာခီးစဉ်လေးမှာ25ရက်5လ2026မှာ29ရက်5လ2026ထိအထူးတပတ်တာခီးစဉ်မှာမင်းတို့မိန်းပလန်ကိုမင်းတို့အရင်ပြပြပေးပါမယ်မိန်းပလန်ကမင်းတို့ပလန်9နဲ့ပလန်ခွန်ကအဓိကရှိမယ်ပလန်9နဲ့ပလန်ခွန်ကိုမင်းကရွေးချယ်ပြီးတော့သွားမယ်ပလန်9မှာမင်းတို့လမ်းသွယ်လေးတွေရှိမယ်လမ်းသွယ်လေးတွေကတော့မင်းတို့လမ်းသွယ်လမ်း50 51လမ်း53လမ်း58လမ်းနေရာနေမင်းတို့သွားမယ်ဒီမိန်းလမ်းမကြီး9ကိုသွားတဲ့အခါမှာဒီလမ်းသွယ်လေးတွေကနေမင်းတို့သွားတာကအဓိကဖြစ်ပါမယ်နော်ကဲမင်းတို့မိန်းလမ်းမကြီး9နဲ့မိန်းလမ်းမကြီးနောက်တစ်လမ်းရှိအောင်မယ်အဲ့နောက်တစ်လမ်းမိန်းလမ်းမကြီးခွန်ရှိမယ်မိန်းလမ်းမကြီးခွန်သွားတဲ့အခါမှာမင်းတို့81လမ်း84လမ်း85လမ်း88လမ်းတွေကိုလည်းမင်းတို့အဓိကထားရမယ်နော်ကဲမင်းပြောရလေတော့နားလည်မှာပါနော်ဒါမင်းတို့channel လေးတွေအသစ်ကလေးတွေဖြစ်နေပါတယ်เนาะအဲ့အတွက်ကြောင့်လို့မင်းတို့ဒီ channel လေးမှာလည်းကိုမကြီးတွေ့တဲ့အခါအားပေးပေးပါဦးနင်တို့အဲ့ဒီခါမှာမိန်းလက်မကြီးသွားတဲ့အခါမှာမိန်းလက်မတွေကိုမကြိုက်ဘူးbreak ကိုကြိုက်တယ် break ရက်ပြီးနင်းမယ်ဆိုတဲ့ကိုမများအတွက်မင်းတို့ဒီဘက်တာအတွက်အထူးကတော့ဒီ break 3.5 break ရှိမယ်1.6 break လမ်းရှိမယ်ဒါဒီ main ပတ်လန်းကိုမကြိုက်တဲ့ကိုမများအတွက်ကတော့ဒီ break တွေကိုနင်းပေါ့နော်ဒီ break တွေကိုနင်းမယ်ဒီ break တွေမှာရှက်မယ်ပေါ့နော်ဒီ break တွေကိုနင်းမယ်ဒီ break တွေကိုရှက်မယ်ကဲကိုကပတ်လန်းတွေလည်းမသွားခြင်းဘူး break တွေလည်းမနင်းခြင်းဘူးဆိုရင်တော့အခွေလန်းလေးရသွားပေါ့အခွေလန်းလေးရသွားခြင်းနဲ့ဆိုရင်တော့ဒီတစ်ပတ်တာအတွက်အကောင်းဆုံးအခွေလန်းနေရတော့မင်းတို့1လမ်း3လမ်း4လမ်း5လမ်းကိုမင်းကခွေမယ်ခွေတဲ့အခါမှာခွေပြီးပူးထားဗျာနော်ခွေပြီးတော့ပူးထားပါခွေပြီးပူးထားပြီးပါဒုတိယအနေနဲ့ဒါကတော့မင်းတို့တိဖြစ်မှာပါအမြဲတမ်းအပတ်စဉ်ပတ်တိုင်းအောင်မြင်မှုရရှိနေတဲ့1လမ်း2လမ်း5လမ်း9လမ်းလမ်းမရှိတဲ့လမ်းတွေကိုခွေလိုက်ပါအဲ့ဒီအခါမှာတော့ခွေပြီးတော့ပူးမထည့်နဲ့ပေါ့နော်ယူပဲခွေသွားပြီးတော့ခွေပဲသွားပါဒါမင်းတို့ရဲ့ဒီတစ်ပတ်စာအတွက်အကောင်းဆုံးဖြစ်တဲ့ဒါမင်းတို့တပတ်တာခီးစဉ်ပဲဖြစ်ပါတယ်မင်းတို့ရဲ့ဒါဒီခီးလန်းတွေကိုသွားတဲ့အခါမှာခီးလန်းတွေအဆက်အသွယ်မပြတ်ရအောင် Telegram လေးလည်းမင်းတို့ချထားပေးပါတယ် Telegram လေးကိုမင်းတို့အသေးလေးတွေရိုက်လိုက်ပါ MIM သူကအင်္ဂလိပ်လိုပဲရိုက်လို့ရမယ်35155ကိုရိုက်လိုက်ရင်မင်းတို့စီကိုရောက်လာပါလိမ့်မယ် Telegram ကိုမင်းတို့အင်္ဂလိပ်လိုရိုက်လိုက်ပါ MIM 35155ကိုရိုက်လိုက်ရင်မင်းတို့စီကိုရောက်လာပါလိမ့်မယ်နော်တဲ့ကိုမများအလုံးပဲမင်းတို့မြင်ရပါတယ်နော်အဆင်ပြေပါတယ်နော်အကောင်းဆုံးကြိုးစားပေးထားပါတယ်မနေ့ဖက်မနေ့မှာလည်းမင်းတို့နေတိုက်ကလေးတွေကိုနေတိုက်သွားမယ်လမ်းကြောင်းလေးတွေကိုမင်းတို့တင်ပေးပါအောင်မယ်ဒါကတော့မင်းတို့သွားမယ်လမ်းကြောင်းယခုခီးလမ်းကိုရှောက်လန်းနေတဲ့ကိုမများအတွက်တသက်စာတွေကိုလည်းမင်းပြောပေးသွားတယ်တသက်စာမှာမင်းတို့တသက်စာလမ်းသွဲလေးတွေရှိမယ်တသက်စာမှာမင်းတို့ပေတံလေးတွေရှိမယ်တသက်စာမှာအခွေလိုင်းချောင်းတွေလည်းရှိအောင်မယ်နော်အခွေလမ်းချောင်းတွေလည်းရှိအောင်မယ်ဒါကတော့တပတ်တာခရီးစဉ်ပါเนาะတပတ်စာခရီးစဉ်ကိုလည်းမင်းကအကောင်းဆုံးကြိုးစားပေးထားပါတယ်ကဲကိုမများမင်းရဲ့ channel လေးကိုတွေ့တဲ့အခါ like and subscribe လေးနဲ့အားပေးဖို့လည်းမင်းကတောင်းဆိုပါတယ်အားလုံးသောကိုမများဒီတပတ်တာခရီးစဉ်မှာလည်းမင်းတို့အကောင်းဆုံးလမ်းကြောင်းတွေကိုမိမိရမင်းတို့ရှောင်းလန်းနိုင်ပါစေပိုင်ဆိုင်နိုင်ပါစေအစဉ်ပြေချုံးမွေပါစေမင်းရဲ့ချစ်တော်ကိုမများအားလုံးအတွက်ဆုတောင်းပေးရတဲ့ channel ဗီဒီယိုလေးကိုဒီမှာပဲမင်းရနာပါမယ်เนาะဖမ်းမှန်မှာရှစ်အားလုံးသောကိုမများမင်းချစ်တယ်เนาะ